ဆိုတာကျင်နာရသူတွေအတွက်မမေကောင်းနိုင်ပါချစ်တလို့လဲလွမ်းစီခဲ့တာမုန်းတဲ့သူများဘယ်တော့အခါမဆုံးသေးလို့တော့ပါ